ဒီလောက်ထူးဆန်းတဲ့မြေခွေးကိုမမြင်ဘူးဘူးသူကထောင်ချောက်ကြီးကြီးကိုအသေးအတန်သွားချိတ်တယ်လက်လျှော့တော့မလို့ဖြစ်နေတော့ထောင်ချောက်ကရုတ်တရက်ပိတ်သွားတယ်အဲ့ဒါကြောင့်သူတော်တော်စိတ်ပြတ်သွားတယ်ခဏလောက်ထုရိုက်ပြီးတဲ့နောက်သူ့အကြံတစ်ခုရသွားတယ်ထောင်ချောက်ကအလိုလျောက်မလှုပ်ဆောင်နိုင်တော့သူ့အမီးကိုပဲထိုးထည့်လိုက်တော့တယ်အားလုံးပြီးသွားတော့သူကြဲကြီးអော်တော့တယ်လစာကောင်းတဲ့အလုပ်ရတော့မယ်လို့ထင်နေတော့လာစစ်တဲ့လေသမားကသူမမီဘူးလို့ပြောတယ်တကယ်ကမွေးမြူရေးချန်ကငွေရောင်မြေခွေးလိုချင်တာသူ့လိုတာမန်အနီရောင်မြေခွေးမဟုတ်ဘူးဒါကိုရှင်းပြပြီးတော့လူကသူ့ကိုကန်ထုတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီကန်ချက်ကမထင်မှတ်ပဲအဖြေရှာတွေးစေတယ်သူနင်းမိတဲ့ငွေရောင်ဆေးကိုမြင်တော့ရုတ်တရက်အကြံဝင်ရသွားတယ်အဲ့ဒါနဲ့သူပြန်လန်းခေါ်လိုက်တော့ထွက်သွားခါနီးလူကသူ့ကိုသူငွေရောင်မြေခွေးဖြစ်အောင်ဆေးတုပ်လိုက်ပြီးတကယ်တမ်းကျတော့အဲ့ဒီလူအတွက်ကဒါကဒုက္ခရောက်တော့မဲ့ဈေးကြီးပေးရတဲ့တားမွေးအင်ကြီးပဲသူကလှောင်အိမ်ထဲကတခြားမြေခွေးတွေကိုနှုတ်ဆက်ပြီးအဆောင်လို့ထင်ပြီးအေးဆေးနေတာပေါ့အဲ့ဒီအချိန်မှာတီးမခံနိုင်တော့တဲ့မြေခွေးတစ်ကောင်ကအမှန်တိုင်းပြောပြတယ်သူရှင်းပြတာကမြေခွေးတွေအားလုံးလစာကောင်းတဲ့အလုပ်ဆိုပြီးအလိန်ခံရတာကြော်ညာနဲ့ပေါ့လူတွေကတားမွေးယူဖို့လိန်ခေါ်ပြီးတက်ပစ်ကြတာဒါပေမဲ့သူလုံးဝမယုံဘူးတခြားမြေခွေးတွေကသူ့ကို6ချိန်ရုံတက်ပဲလို့ထင်တာလစာကောင်းတဲ့အလုပ်ကိုသူတို့ပဲလိုချင်လို့လေဒါပေမဲ့ဒါကိုအပြစ်မပြပဲဟန်ဆောင်လိုက်တယ်တန်တကားကနေဘလို့လွတ်အောင်ပြေးရမလဲမေးလိုက်တယ်ငွေရောင်မြေခွေးကတန်ချောင်းတစ်ချောင်းကိုကိုက်ချိုးပြီးတော့တစ်ချောင်းလှုပ်လိုက်တယ်ညဘက်နာရီထိုးရင်အတူတူထွက်ပြေးကြမယ်လို့ပြောတယ်မကြခင်ထွက်ပြေးရမယ့်အချိန်ရောက်လာတယ်တနက်တန်ကြားလိုက်ရတော့မြေခွေးတွေကတကားတွေအကုန်တပြိုင်နက်ဖွင့်လိုက်ကြတယ်ငွေရောင်မြေခွေးလဲတကားဖွင့်ပြီးအတူပြေးဖို့ခေါ်တယ်ဒါပေမဲ့ပြေးနေရင်ရုတ်တရက်သူအချိန်လျှော့လိုက်တယ်မြေခွေးတွေအကုန်ထွက်သွားတော့သူအလင်းအမြန်အခန်းထဲပြန်ဝင်တကားတော့ကိုဖြုတ်ပြီးအဝေးကြီးလွှင့်ပစ်လိုက်တယ်ဘယ်သူမှလာမလို့နိုင်တော့ဘူးလို့တွေးနေတော့အဲ့ဒီအလုပ်ကိုသူတယောက်တည်းရတော့မှာပေါ့ကျောင်းရံထားဆိုတဲ့ဆိုင်းဘုတ်ကိုတွေးလိုက်ရတယ်အဲ့ဒီအချိန်မှာပဲသစိန်သွေးနေတဲ့အတန်ကိုပါကြားလိုက်ရတယ်နောက်ဆုံးတော့ငွေရောင်မြေခွေးပြောတာကိုသူယုံသွားပြီးထိတ်လန့်တကြားနဲ့တော့ကိုအသေးအတန်ရှာတော့တယ်ဒါပေမဲ့သူကအဝေးကြီးလွှင့်ပစ်ထားမိပြီလေအဲ့ဒီအချိန်လူကပစိန်ကင်ပြီးဝင်လာတယ်အနေရနီးလာတာမြင်တော့သူတော့ပြန်တွေ့သွားတယ်အမြန်တကားဖွင့်ပြီးထွက်ပြေးတော့တယ်ပိုလူကလည်းအမဲလိုက်ခွေးတွေကိုလွှတ်လိုက်တယ်အခြေအနေမကောင်းတော့သူကအတားစီးတွေကိုခုံကျော်ပြေးတယ်ညောင်ကျင်းလေးတွေကိုဖျက်ကျော်ပြီးပေါ့အမဲလိုက်ခွေးတွေကအနောက်ကထက်ချက်မကွာလိုက်လာကြတယ်ရေထဲကပြန်တက်လာတော့ဆေးတွေပြတ်သွားတာတွေးလိုက်ရတယ်အာတက်တရောနဲ့အမဲလိုက်ခွေးတွေကိုတားပြီးသူကငွေရောင်မြေခွေးမဟုတ်ပါဘူးတာမန်မြေခွေးအနီမို့လိုက်เสียရမလို့ဘူးလို့ရှင်းပြတယ်ဒါပေမဲ့ခွေးတွေကလက်မခံဘူးဒီလောက်ကြာအောင်အလိန်ခံထားရတော့ဒေါသပြေအောင်ကောင်းကောင်းဆုံးမရမယ်လို့တွေးလိုက်ကြတယ်